နားဆင်ပေးပါမိုက်တက်ကတူသူရထက်နိုင်ဆိုတာဘာကောင်လဲဆိုတာသိကြပြိတ္တကြီးတန်းစင်နေနားထောင်ကြည့်နားထောင်လိုက်ပါကဲအဲ့တော့ဒီတခါစူတီးလေးတစ်ပုတ်ပေါ့နော်နားထောင်ကြည့်အောင်ဟုတ်ပြီဝိုင်းထိုင်ကညာလိုက်စားပညာချိုးသားစကားပြောတယ်ညာပတ်ပြားပတ်ရင်လက်ကြသွင်းမယွင်ပတ်စာ6ပြားမဆောင်ပတ်တီကောင်လို့ခေါ်ပါတယ်ဂိတာသချင်းတော်သွင်းတည်ရင်ထန္တရာကျုံ9ပြားနဲ့ရှင်းဖို့သချင်းကဆက်လက်ပြန်သည်ပိစတာနုဆက်ရာကျုဟုပတ်ပြိုရိုးရကျိုးစားကဝီသူရထက်နိုင်ကိုကျွန်တော်ကပညာရှိလို့ပြောရစီပါဒါကြောင့်တမိုင်းရှာလိုက်တော့ဒီမြမကအမက်ခံရတာမို့သူရထက်နိုင်ကဂိတဆိုတဲ့လက်တာပေးပါလေဦးမယ်ဗျာဟဲ့ရွှေတောင်ရဲ့အဖိုးရဲ့မြမဆိုင်တဲ့နိုင်ငံကျော်မန္တလေးရွှေတောင်ရဲ့အဖိုးရဲ့မြမဆိုင်တဲ့ဆိုင်ပညာကိုစစ်စစ်တင်ပြတာအစီရင်အကွက်ရင်ပတ်မကြီးကအစုပ်အပေကောင်းလိုက်ပုံမြမပုံကိုဆောင်သွားတယ်ဆိုင်ရဲ့အရာကဒီလိုတိပြတာနိုင်ငံကျော်မန္တလေးရွှေတောင်မြိုင်ရဲ့အဖိုးရဲ့မြမဆိုင်တဲ့အဖိုးဆရာရွှေတောင်မြိုင်ကိုကျွန်တော်ကြော်တာပါခင်ဗျာဟုတ်ကဲ့ပြီဟာလားဆိုင်ပညာကိုစစ်စစ်တီးပြတာအစစ်ရင်အကွက်ရင်ပတ်မကြီးကအစုပ်အပေကောင်းလိုက်ပုံမြမကုံကိုဆောင်သွားတယ်ဆိုင်ရဲ့အရာသာဒီလိုတီးပြတာအဲ့တော့အဖိုးစရာရှည်တော်မြိုင်တီးရင်နဲ့ပတ်မကြီးအစုပ်အပိတ်ကောင်းကောင်းနဲ့ဒီလိုဆိုင်ကိုနားထောင်ကောင်းအောင်တီးပါတယ်တဲ့ဟုတ်ပြီနားထောင်ကြည့်အောင်ခင်ဗျာလှူစမ်းပါမန္တလေးရွှေတောင်မြိုင်ရဲ့အဖိုးရဲ့မြမဆိုင်တဲ့နိုင်ငံကျော်မန္တလေးရွှေတောင်မြိုင်ရဲ့အဖိုးရဲ့မြမဆိုင်တဲ့ဆိုင်ပညာကိုစစ်စစ်တင်ပြတာအစစ်ရင်အကွက်ရင်ပတ်မကြီးကအစုပ်အပေကောင်းလိုက်ပုံမြမဘုံကိုဆောင်သွားတယ်ဆိုင်ရဲ့အရာကဒီလိုအိပ်ပြတာအဲ့တော့အဖိုးစရာရွှေတောင်းမြိုင်ရဲ့ပြောစကားလေးရှိတယ်အုတ်ရှစ်သိမြင်ဘူးလားမြင်ဘူးလားအုတ်ရှစ်သိခွဲလိုက်တော့ဘလို့နေတော့အုတ်ရှစ်သိခွဲလိုက်ရင်အထဲမှာစီတန်းလားမြေတန်းလားနဲ့ရှုပ်ရှက်ခတ်နေအဲ့ဒါအုတ်ရှစ်သိဟုတ်တယ်ဇလဲသီးရောမြင်ဘူးလားဇလဲသီးလည်းမြင်ဘူးပါဇလဲသီးခွဲလိုက်တော့ဇလဲသီးခွဲလိုက်ရဲ့အထဲမှာသူ့ကံလေးတွေနဲ့သူကြီးလိုက်ရင်စီစီတန်းတန်းလေးတွေနဲ့ကြက်တည်ရှိတယ်တတ်ရရဲ့ပြောတော်တာကတော့ဗျာဘာမှမရှုပ်ဘူးဟလားငါတပီတို့ငါသားတို့စိုင်းတီးမယ်ဆိုရင်ဇလဲသီးလေးများလို့သူ့အကန်နဲ့သူ
စီစီလုံးလုံးတတ်တရလေတီးပါတဲ့အုတ်ရှိသေးလို့အစီတန်းလားအမြင်တန်းလားမဖြစ်စီနေတယ်ဘန်းထဲမှာဇီးပူသီးထည့်လင်းတယ်လို့ဝရောဆိုတဲ့အတန်နဲ့ကျွန်တော်တီးနေတယ်ပါလေလွယ်ပါတယ်အဲ့ဒါကြီးမပါဘူးနော်သူ့အကန်နဲ့သူဒီလိုတီးတာခင်ဗျစကြည့်အောင်ဆိုင်းရဲ့အရာသာဒီလိုတီးပြတာတဲ့ဟဲ့မန္တလေးပြည်ညာကိုဆရာဓမ္မတည်ယူခဲ့တယ်မြပတိမန္တလေးမြပတိမှာသူ့ရဲ့အဖေပါမန္တလေးပြည်ညာကိုဆရာဓမ္မတည်ယူခဲ့တယ်မြပတိမန္တလေးမြပတိမှာမြပတိရဲ့တမိုင်းတစ်ခေတ်မှာဆိုင်အစလဲတီးပြရတာခေတ်တွေပြောင်းပြီးမဲ့လက်တန်ကောင်းပြီးတဲ့ညကလေးပါတချင်းလေးကကောင်းတယ်ခင်ဗျဟုတ်တယ်တမှုရှိတယ်ကျွန်တော်ကကောင်းကောင်းလေးတိပြကြတာတကယ်နားထောင်ခြင်းနဲ့သူရှိမှကျွန်တော်တီးတာဟုတ်တယ်ဘာကြောင့်လဲကျွန်တော်တချင်းကိုနှမျောလို့ကျွန်တော်တီးလိုက်လို့ပရိသတ်ကနားမထောင်မဲ့ရောင်တောင်းဆိုရင်ကျွန်တော်တချင်းအလကားဖြစ်ဟုတ်တယ်အတိတ်တွေရှိလို့တော့မှာခင်ဗျမှန်ပါမန္တလေးပညာကိုဆရာဓမ္မသင်ယူခဲ့တဲ့မြပတိမန္တလေးမြပတိမှာအဲ့တော့မြပတိနဲ့ကျွန်တော်ရဲ့အဖေကပရိသတ်မြပတိခင်ဗျဟုတ်မြပတိဆိုတော့မန္တလေးမှာ2ယောက်ဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့အဖေကရေနံချောင်းကပါခင်ဗျရေနံချောင်းသားညောင်ငုံဆိုတဲ့ရွာကအဲ့ဒီရွာနေအဖိုးဆရာရွှေတောင်းမြိုင်တိုက်မှာ6နှစ်တီပညာသင်ခဲ့ပါတယ်ဟုတ်ဟလား6နှစ်တီပညာသင်ပြီးလို့ဆိုင်းခွေးမယ်လဲလို့ရောမန္တလေးမှာမြပတိကနောက်တစ်ယောက်ရှိနေတာဘယ်သူလို့အဲ့တော့ဥရွှေသီးလို့ခေါ်ပါတယ်ဟလားမြပတင်း2ယောက်ကိုကွဲအောင်လို့ကျွန်တော်အကိုကြီးကိုရွှေပြည်ရန်နိုင်ဆိုင်းဆရာကိုရွှေပြည်ရန်နိုင်ရဲ့အဖေကလည်းမြပတင်းကျွန်တော်အဖေကလည်းမြပတင်းအဲ့ဒီအတွက်ကျွန်တော်အဖေကတမျိုးထဲမှာနာမည်တူဆိုင်းဆရာရှိနေတော့မကောင်းဘူးတဲ့ကိုယ့်ရဲ့ကိုဒေတာပဲဟလားကြောက်ပတော့ဟုတ်ပဲမကွေးတို့အဲ့ဒီဘက်ကိုပဲတီးမယ်ဆိုပြီးတော့အဲ့ဘက်မှာပဲတီးပါတယ်ရှမ်းတောင်နာမည်ကြီးခဲ့တယ်ခင်ဗျဘယ်လိုတီးလို့နာမည်ကြီးတာလဲဆိုတော့အဖိုးဆရာရွှေတောင်းမြေရဲ့မူဒီလိုတီးလို့ပါတဲ့လို့စမ်းတော်ကြီးကမန္တလေးပြည်ညာကိုဆရာဓမ္မတည်ယူခဲ့တယ်မြပတိမန္တလေးမြပတိမှာမန္တလေးပြည်ညာကိုဆရာဓမ္မတည်ယူခဲ့တယ်မြပတိမန္တလေးမြပတိမှာမြပတိရဲ့တမိုင်းတစ်ခေတ်မှာဆိုင်အစလဲတီးပြခဲ့တာပါခေတ်တွေကြောင်းပြီးမဲ့လက်တန်ကောင်းပြီးနဲ့မြပတိပါခေတ်တွေကြောင်းပြီးမဲ့လက်တန်ကောင်းတည်တဲ့မြပတိမှာဘလို့ခေတ်ပြောင်းတာလေကျွန်တော်အဖိုးဆရာရွှေတောင်းမြိုင်ခေတ်နော်အဲ့တော့ရွှေတောင်းမြိုင်ခေတ်ကနေကျွန်တော်အဖေမြပတင်းရဲ့ခေတ်ရောက်လာသည့်တိုင်အောင်အဖိုးဆရာရွှေတောင်းမြိုင်ရဲ့မူအတိုင်းပဲခေတ်တွေပြောင်းပြီးမဲ့လက်တန်ကောင်းအောင်တီးတဲ့မြပတင်းမှာတဲ့ကျွန်တော်ဖေဖေသင်တဲ့ပုံစံမှာခင်ဗျာဟလားကျွန်တော်သူနာထန်နိုင်ကိုလေအဖိုးဆရာရွှေတောင်းမြိုင်ရဲ့ပညာကိုဤကဲ့သို့လက်ဆင့်ကမ်းထားပါတယ်ဆိုင်းချစ်တဲ့ဝါသနာရှင်များနားထောင်ကြည့်ပါခင်ဗျာစကြည့်တက္ကသိုလ်သူရထနေခိရှောက်ပြီးမြန်မာပြည်အတွက်ဆိုရင်မြန်မာဆိုင်အတွက်ဆိုရင်မြန်မာပရိသတ်အတွက်ဆိုရင်မြန်မာပြည်တဲ့အလူတကာများအတွက်အလူမများအတွက်ဆိုရင်ဘာသာရေးသာသနာအရေးဦးစားပြီးမယ်သူရထနိုင်ဘဝမြန်မာယဉ်ကျေးမှုအစဉ်ရှိရှုလို့တို့မြန်မာသူရခနိုင်ရဲ့
ပြိုင်ဆက်ရှာတဲ့ဆိုင်ညာပြောပြီနော်တက္ကသိုလ်တဲ့သူရထနိုင်ခေရောက်ပြီပြောရမယ်ဆိုရင်အခုခေတ်ဒီအချိန်ဒီအခေတ်ခါမြန်မာပြည်အတွက်ဆိုရင်မြန်မာဆိုင်အတွက်ဆိုရင်မြန်မာပရိသတ်အတွက်ဆိုရင်အဖိုးစရာရွှေတောင်းမြန်ခေတ်တော့ငါပရိသတ်ဆိုင်တာတီးကောင်ကြိုက်တယ်အယောတော့မပေါ့ဗလာဆိုင်တီးတာပရိသတ်ကလည်းဗလာဆိုင်တီးမှကိုကြိုက်ဟုတ်တယ်အဲ့ဒါအဖိုးစရာရွှေတောင်းမြန်ခေတ်ကျွန်တော်အဖေအမြပနေခေတ်ဆိုင်တီးလို့ကောင်းတယ်ခင်ဗျကျွန်တော်အဖေအခုအသက်60ကျော်ပြီသူ့အရွယ်တုန်းကဆိုင်တအားတီးမှကြိုက်တဲ့အချိန်ဟုတ်သူ့အချိန်လဲဆိုင်တီးလို့ကောင်းတာပဲကျွန်တော်ရဲ့ခေတ်ရောလာပြီအနောက်တိုင်းတေးဂီတာတွေရောလာပြီနော်မြန်မာတွေဖြစ်ပြီးတော့မြန်မာဆိုင်ကိုမကြိုက်တဲ့သူတွေရှိလာပြီပြောရမယ်ဆိုရင်အသားတွေကလောက်ထွက်တာတွေရှိလာပြီအဲ့ဒါဘာကြောင့်လဲခစ်တွေတိုးတက်လာတာနဲ့အညီလူတွေလည်းနည်းနည်းပျက်စီးလာဟုတ်တယ်အဲ့ဒါကိုပြောချင်တာမြန်မာပြည်အတွက်ဆိုရင်မြန်မာဆိုင်အတွက်ဆိုရင်မြန်မာပရိသတ်အတွက်ဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာတခုတော့ပြောမယ်ကျွန်တော်တက်ကတူကျောင်းသားကျောင်းတက်တယ်အဲ့တော့ရန်ကုန်မြို့ပေါ်ကတငယ်ချင်းကကျွန်တော်မေးတယ်မင်းကဘာလှုပ်ရှားတာလဲတဲ့အဲ့တော့ကျွန်တော်ဖြေလိုက်တယ်လေငါကစိုင်းတီးတယ်ဆိုတော့စိုင်းဆိုတာဘာလဲတဲ့ဟာပြောလိုက်ပါလားစိုင်းဆိုတာမင်းမဲလင်းလို့ပြောလိုက်ပါလားအဲ့လိုမျိုးကတော့စိုင်းပုံမြန်မာဖြစ်ပြီးတော့မြန်မာဆိုင်တော်မသိတဲ့လူတွေတောင်ရှိနေပြီဟုတ်တယ်အဲ့လိုရှိတာထားလိုက် तू မသိလို့မကြိုက်တာတိတိရဲ့နဲ့မကြိုက်တဲ့ तू ကပိုဆိုးတာခင်ဗျာယူနေတာနော်အဲ့တော့ကျွန်တော်ရဲ့ခင်မှာလဲကိုဝိုင်းကြီးကိုဆက်ကြအဖိုးဆရာရဲ့ပုံစံအတိုင်းအဖဆရာမြန်ပလင်းရဲ့လက်ရအတိုင်းဒီတိုင်းတိပြချင်ကြစီလှုပ်ဆမ်းပါအဲ့တော့ကြီးရသူရထနိုင်ခေရောက်ပြီမြန်မာပြည်အတွက်ဆိုရင်မြန်မာဆိုင်အတွက်ဆိုရင်မြန်မာပရိသတ်အတွက်ဆိုရင်မြန်မာပြည်ကအလူတကာများအတွက်အလူအမများအတွက်ဆိုရင်ဘာသာရေးသာသနာအရေးဦးစားပြီးပဲသူရထနိုင်ဘဝမြန်မာရည်ကြည်မှုအစဉ်ရှင်းရှုလို့တို့မြန်မာတဲ့သူရထနိုင်ရဲ့ပြိုင်ဆန်ရှာတဲ့ဆိုင်ကြီးညာပြိုင်ဆန်ရှာတဲ့ဆိုင်ပညာတဲ့ပြိုင်ဆန်ရှာတဲ့ဆိုင်လို့ဘာကြောင့်ပြောခဲ့တာလဲကျွန်တော်တို့အနောက်တိုင်းကအော်ရင်ဂစ်တာမြန်မာတွေမတီးတတ်ဘူးလားဟုတ်တီးတတ်တယ် Iron Cross ဆိုတာပရိသတ်နာမည်ကြီးပဲမြန်မာတွေပဲကျွန်တော်တို့ဟောဒီပလုံဘယ်သူမှမတီးတတ်ဘူးသူတို့ကမေးတယ်လေဥပမာဒီပလုံးဆိုရင်အစိတ်သားကတ်တာလားငါးချက်သားကတ်တာလားချိန်ဝင်နဲ့ကတ်တာလားလို့မေးတာချိန်ဝင်နဲ့ကချိန်ကတ်တယ်လူရှင်တော်ချိန်ဝင်ကိုင်းနေတဲ့စကားပြောရမှာမဟုတ်ဟုတ်တယ်အဲ့လိုကတ်လို့မရဘူးလေမရဘူးလေပလုံးကမိုးရွာလို့နည်းနည်းလေးနဲ့အုပ်လာရင်ပလုံးကနွားသေးဆိုတော့ကြာသွားအဲ့အချိန်မှာပတ်စာကိုနည်းနည်းလေးရှော့နှုတ်ပြီးတော့နားထဲမှာဆင်းပြီးတော့ဒါပနပေါက်ဆိုတော့နားနဲ့ချိန်ကတ်ရတယ်ဟုတ်တယ်နေကင်းဘေးသိခန့်နေကပူးလိုက်ပလုံးကတက်လာလို့ရှိရင်ပတ်စာကိုတစ်မျိုးပြောင်းကတ်ရှည်လေဒီလိုလုပ်ရတာပညာကအဲ့ဒါခင်ဗျအစိတ်သားလို့ချိန်ကတ်တာမဟုတ်ဘူးရေဟုတ်တယ်အေးရင်ကြတယ်ပူရင်တက်တယ်အဲ့ဒီသဘောခင်ဗျဟာလားအဲ့တော့ကိုဝိုင်းချစ်ကိုဆက်ကြခင်ဗျယခုအချိန်မှာမြန်မာပြည်အတွက်ဆိုရင်မြန်မာဆိုင်အတွက်ဆိုရင်မြန်မာပရိသတ်အတွက်ဆိုရင်ကျွန်တော်ဒီတာပါလေမြန်မာဆိုင်ဟုတ်တယ်နားထောင်တဲ့ပရိသတ်ကမြန်မာပရိသတ်မြန်မာတွေပဲဟောဒီလူတဲ့အလူတကာနဲ့အလူမအောင်မြန်မာပဲအားလုံးမြန်မာတွေကြီးပါဟုတ်တယ်မြန်မာတွေဖြစ်ပြီးမြန်မာဆိုင်ရဲ့အထိတ်အမှတ်ဟောဒီဆိုင်ကိုဘာကြောင့်စော်ကားတာလဲမေးကြတာသိလားဘာကြောင့်စော်ကားတာလဲဘာကြောင့်အထင်မကြီးတာလဲအထင်မကြီးအောင်မင်းကဘာတက်လို့လဲဘာကောင်းလဲအဲ့လိုမေးကြတာဒါပေမဲ့လည်းကိုတွေကအနုပညာရှင်အဲ့လိုပြောလို့မရဘူးကိုအားပေးတဲ့ပရိသတ်ကိုလေးလေးစားစားအတက်နိုင်ဆုံးသိခံပြီးတော့ကိုတက်တဲ့ပညာကိုပရိသတ်ရဲ့နားထဲမှာတာယာနောက်ပြောပဲဖြစ်အောင်ဟုတ်လားစိုင်းရဲ့သဘောကိုပေါ်တင်အောင်ဒီလိုပဲတီးရပါမယ်နားထောင်ကြည့်ရ